What's up guys အားလုံးပဲလာကျွန်တော်နာမည်ကတော့မြန်မာထူးထူးကြီးရဲ့ကျွန်တော်ဒီနေ့ view မှာတော့ဒီနေ့ကျွန်တော်ဒီမှာတော့သူများရဲ့ကောင်းစားပေါ့ Roblox account ဘယ်လိုဖွင့်ရလဲလို့ကျွန်တော်ပြောထားပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ view မှာတော့ Roblox account ဖွင့်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်စလိုက်အောင် Let's go အဲ့ဆိုရင်ခဏလေးပေါ့အရင်ဆုံးကျွန်တော်အဲ့ဒါကျွန်တော် view ကြည့်ရအောင်အဲ့မှာဒီလိုမျိုးဖြစ်သွားပေါ့အဲ့လိုဖြစ်သွားရင်ဒီတက်ကိုနှိပ်လိုက်ပါအပေါ်ဆုံးဟောင်းနှိပ်ပါအောက်ကဟောင်းမနှိပ်နဲ့ပေါ့ဒီမှာကျွန်တော် password ခက်ထားတယ်ဒါပေမဲ့ကျွန်တော်မလုပ်တော့ဘူးအကောင့်ကိုပြန်ဖွင့်ပါဒီအပေါ်ဟာလေးနှိပ်လိုက်ပါနှိပ်ပြီးရင်ဒီပေါ့ကိုယ်မွနေရောက်ပေါ့ကိုယ်မွနေရကရှောက်နှိပ်လို့ရတယ်ကျွန်တော်ကတော့ကြိုက်တဲ့ဟာနှိပ်ပါဘရိုတို့လည်းကျွန်တော်တို့လိုက်မတော့နဲ့နော်ကိုကြိုက်တဲ့ဟာကိုပဲကိုလို့နောက်ပြီးကြရင်ဒါကတော့နာမည် password နာမည်ကတော့ချက်လို့လုပ်လို့ရပါတယ်ဒီကMYANNE မြန်မာထွီGH ပါနောက်ကြတော့ password ပေါ့ password ဘာလာတော့ရှောင်းနေပါပဲကျွန်တော်လုပ်လို့နိုင်မလို့ပါနဲ့အကက်လို့ကိုကဒီလို password ကိုတင်ရမလုပ်လို့မရအောင်ဆိုရင်အရင်ဆုံးနာမည်ကမရဘူးပေါ့အဲ့ဆိုရင်တင်ရမြန်မာထွီ GH ဒါကျွန်တော်အတင်ပြောင်းပါဆိုရင်နော်ဟိုအကောင့်ကိုတော့မလုပ်နဲ့မြန်မာ2 GH 1 2 3 4 5အဲ့လိုမျိုး fight ရေးလိုက်ရေးပြီး password ကိုရှောင်းလိုက်ပါမယ်ရှောင်းလိုက်အဲ့မှာရှောက်သွားပြီပေါ့အဲ့လိုရပါဆိုရင်ဒီ secret တွေပါဒါကတော့ကျွန်တော်ပြောတော့ကိုထင်တယ်ဒီဝိုင်းကိုနှိပ်လိုက်ပေါ့နောက်ကျဒီ star လေးကိုနှိပ်လိုက်ပါအဲ့ဆိုကျွန်တော်ရိုက်ပေါ့အဲ့ကိုယ့်နာမည်နားမှာ1 2 3 4 5လို့ပြောပါမယ် password ကကြတော့ကို password မရှိလဲရှောင်းလိုက်လို့ရတယ်ဒါကတော့ကောင်းပါတယ်ခင်ဗျာဆော့လို့လဲကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့တကယ်ချင်းဖွင့်ခြင်းလဲရလို့ရတယ်ခင်ဗျာကျွန်တော်လည်း subscribe လုပ်ထားဖို့မေးခဲ့ပါနဲ့ကြည့်ရှုခဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နောက်လည်း view နေကြမှာပြန်တွေ့ကြပါမယ် bye bye